မိမတွေမကြည်တဲ့မချစ်တဲ့မကြိုက်တဲ့လင်းယောက်ျားမျိုးရှိတဲ့နံပါတ်1ကလင်းမွဲတိတ်မွဲတဲ့လင်းတိတ်ဆင်းရဲတိတ်မွဲလို့တိတ်နှုံချတဲ့လင်းကိုမိမတွေကမကြည်မသာဘူးတဲ့နံပါတ်2ကလင်းနာကျမ်းမာရေးအမြဲမကောင်းနေတဲ့လင်းကျမ်းမာရေးချူချာတဲ့လင်းယောဂဘောင်းစုံနဲ့အမြဲမပြတ်နာမကျန်းဖြစ်နေတဲ့လင်းမျိုးကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်တဲ့နံပါတ်3လင်းကတော့လင်းသူရာကြိုက်အမြဲမနှမီးညာမီးအမြဲမပြတ်တောက်ပြီးတော့မူးနေတဲ့လင်းအရက်သမားမျိုးကိုလည်းပဲမိမတွေကမကြည်မသာရှိတတ်တယ်တဲ့နံပါတ်4လင်းမိုက်တဲ့မိုက်ဒီမိုက်ကနဲ့ပြဿနာပဲအမြဲရှားနေတဲ့လင်းမျိုးရန်တွေဖြစ်ယုံတွေရောက်နေဆူဆဲရိုက်နေနေတဲ့လင်းမိုက်တွေကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်တဲ့နောက်နံပါတ်5ကလင်းဖြင်းဘာမှမလုတ်တတ်မကိုင်းတတ်အတုံးအဖြင်းရှေ့ကလည်းမသွားနိုင်နောက်ကလည်းမလိုက်တတ်အလွန်ဖြင်းတဲ့လင်းယောက်ျားမျိုးတွေကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်နံပါတ်6ကတော့လင်းပြင်းအလွန်ပြင်းတဲ့ယောက်ျားတွေစီးပွားရေးလည်းမကြမ်းကြီးပွားရေးလည်းမလုပ်အမြဲတမ်းကြောခင်းအပြင်းမဲ့ထုံနေတဲ့ယောက်ျားမျိုးတွေကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်နံပါတ်9ကလင်းအိုးအသက်အရွယ်ကြီးလွန်းတဲ့ချီလည်းမရမီလည်းမရနဲ့သူ့လိုလဲကြတော့မလို့အိုမင်းမစွမ်းတော့တဲ့လင်းအိုးတွေကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်နံပါတ်10အလိုမဖြစ်နိုင်တဲ့လင်းမိမတွေလူအပ်ရာအလုံးကိုမဖြည့်ဆည်းပေးနိုင်တဲ့အစွမ်းအစမရှိတော့တဲ့အစွမ်းအစမဲ့တဲ့လင်းတွေကိုလည်းမိမတွေကမကြည်မသာရှိတတ်တယ်မဂဒေဝမှာဒီမိမတွေမချစ်တဲ့မကြည်တဲ့မကြိုက်တဲ့လင်းရှင်မျိုးကိုကြပြာလေးနဲ့ရေးစားထားတာလေးရဘူးတယ်လင်းမွဲလင်းနာလင်းသူရာကြိုက်လင်းမိုက်လင်းဖြင်းလင်းပြင်းလင်းအိုးအလိုမဖြစ်မပြည့်စံတာရှိတုံကလင်းမိမဟူသည်ဤရှိမည်ကြောင့်မကြည်မသာအနာတရပြုတတ်စွာတဲ့